ကဗျာနာမည်ကမိဝင်းဖို့ကဗျာနှစ်အုပ်ဆိုင်နေတဲ့နှင်းလို့လေနေုံကျဲကျဲထိုးချလိုက်တဲ့အခါမင်းနှလုံးသားကိုမင်းငါနှလုံးသားကိုတတိယပေါ့ကွယ်ဟဲ့မိဝင်းမင်းကငါ့ကိုမယုံဟုတ်လားငါတကူလုံးကန်ကြည့်လိုက်လေတဆက်ဆက်တုံခါနေတာမင်းတွေ့ရမှာပဲဟောဒီကနာရတောက်ကြီးကိုဘယ်သူမှတားဆီးမရတယ်လို့မျိုးပေါ့ငါမင်းကိုချစ်တာကြည်စမ်းမင်းကငါ့ကိုဒုတိယတန်းစားထဲမှာထားချင်တယ်ပေါ့တကယ်တော့တကယ်လည်းကြောက်ငါတတိယတန်းစားလူတယောက်ပါကွာလူတယောက်ဘလောက်ချစ်နိုင်တယ်ဆိုတာကြောင့်မင်းကမယုံဘူးဟုတ်လားလူတယောက်မိုးပေါ်ပြန်နိုင်တယ်ဆိုတာမျိုးကြောင့်မင်းကယုံပြန်ရောတငွေ့ငွေ့ကြံရစ်ခဲ့တဲ့မင်းတရော်တော်တော်ပြုံးလေးကိုပဲတစ်သက်လုံးတိမ့်ထား